ငါဘာကြည့်ရလဲဟမ်ငါမျက်လုံးပါလို့ကြည့်ရဘာဖြစ်လဲရောက်နေတော်တော့မင်းတို့ကလူတွေလိုပဲမတွေးလိုက်နဲ့တွေးလိုက်တာနဲ့ရံဖြစ်မယ်ဆိုတာကြီးပဲအချင်းချင်းတွေပတ်ဖြစ်နေတယ်မင်းတို့ကငါ့ကိုမိကြရနေဘူးကြည့်နေတာငါမိကိုကြည့်နေရဟဲ့ငါတလောက်ပြောနေတာမင်းကြောက်ကွဲရင်ခွေးဆွဲမယ်နော်ဒါပဲပြောရင်မင်းတို့ကောင်တွေသဘောပေါက်သွားဒီနေ့ဘယ်မှာတော့ဟောင်းမလဲဟိုနေ့ကဒီရင်ကလူငါတို့ဂိမ်းနဲ့ထူတာဒီရင်ရှိမှပဲဟောင်းမယ်ရဟိုဘက်လမ်းကောင်ခေါ်လာသေးလားခေါ်လာတယ်ဟာပြောရင်ဆိုရင်လာပြီရောက်နေဒီရင်ဟမ်မင်းပြောတော့ဟိုဘက်လမ်းဟောင်းမှာဆိုစီစဉ်ပြောင်းသွားပြီကွာလာအချိန်မရှိဘူးဟောင်းကြမယ်ကဲအားလုံးဒီရင်နဲ့ဟဲ့ညနေစီလို့မရဘူးအရက်ကလန်ကတိုင်းနဲ့တော်ဘာသွားဟမ်မတမ်းမရတာတော့နေဟဲ့အောင်မန်ဘာလို့မရမှာလဲရအောင်စီးပြမယ်ဒီအရက်နဲ့ပဲဖဲမင်းနောက်ဆုံးအချောင်းနဲ့ထိမိမယ်သူစိတ်ရှိဒီအရက်ပဲလာခလို့တိုင်းဒီမကြီးရလာကြည့်အောင်ချမ်းစရောပြီးလို့ကြီးရလာကြည့်ငါဘောပြီးဆိုတာပြနေတယ်အမငိုတခါလေးစားပြီးပြီလားမနေကောင်းလားဒါလွယ်ပြီးမင်းမပိုးတော့ကောင်းတယ်သူများနောက်ပါသွားပြီဟိုမှာမင်္ဂလာဆောင်နေပြီကိုတော့မကြလို့ဖြစ်တာပဲငိုတာပဲတက်တယ်ဘာမှမကျူတတ်ဘူးရုပ်ကြမ်းကြီးနဲ့နှွဲ့ဆိုလိုက်ပြန်ပြီကွာတလုံးဒီနေ့သူအီးနဲ့မယ်ရှူနေရတာတော်စိတ်ပြတ်ဖို့ကောင်းတယ်ငါမင်းရုပ်ကိုပေးမစောချင်မင်းအိမ်နေတဲ့ချိန်ခုလို့ယူတော့မင်းဘာတက်နိုင်လဲဟမ်ရတော့မယ်မင်းဘာတက်နိုင်သေးလဲအိတ်ပုတ်ကောင်းရဲ့ရတော့မယ်ရပြီဘာဖြစ်နေကြလဲငါ့ကိုပြောနေဟမ်ဘာဖြစ်နေကြတာလဲလို့ကောင်းလိုက်တာတီးနေတာသူဘာလို့တီးနေတာလဲငါထင်တာတော့မုန်းလေမရကြော်တဲ့တဲ့ဦးကြီးဟာကျန်ပါတီးနေတဲ့တီးလုံးလေးကကောင်းလိုက်တာကွာရှေ့ဘာနာလဲလို့ဘာတွေကောင်းလဲဟုတ်ကောင်းတယ်လို့သာပြောလိုက်ကျွဲပါဆောင်တီးဆိုပြီးတော့စကားပုံနဲ့ရှိတာပဲဟာအဲစကားပုံနဲ့ကျုပ်တို့ကဘာဆိုင်လို့တော့ကျုပ်တို့ကနွားတွေလေခုလေနွားပါမို့လေမရတဲ့ဦးတီးဆိုပြီးပြောနေကြအောင်မယ်ကောင်းတယ်လို့သာပြောလိုက်နားလေခြင်းအောင်ဆောင်းနေကြားလားကြပါဟုတ်တယ်ကွချစ်စရာလေးကွကလေးကခုံနေကွဟေးရှေ့ကိုကြမယ်တော်ပြီနင်းဖိနေနင်းမေးလဲပြန်မလာသေးဘူးလားမသိဘူးကလေးထိန်ရတော့ကောင်းနေမူးနေတကြီးတော့အိတ်ချင်တာလည်းမအိတ်ရောက်မလေးလည်းပဲအစ်တယ်အမလေးလည်းပဲအနေပြီလို့ဒီကောင်ထိရလဲမတော်လာမင်းကြီးလဲကိုရောင်းဝရမထွန်းနေတော့မောင်မဲလို့နှကောင်းပြီဟာနော်မမှန်ဘူးလားထထားလဲချုပ်ဆန်းကိုရုပ်ကိုလည်းမကြည့်ချင်သူများရုပ်လည်းမကြည့်ချင်ဘူးမြောက်မသားလေးနောက်မှာဘာကောင်းကနေလဲမသိဘူးလားကြည့်ပြန်ကြောက်တယ်လာကြည့်အောင်လို့ရှာလို့လာကြည့်ပေးပါအောင်ဆိုဘာကောင်းလဲမသိဘူးရတာဘာရောချီမရောကောင်းလားတော်ကြောက်တယ်အင်ရှင်တော့ကိုမြောက်ဘသူလဲဘီယူဆိုင်မနေနဲ့ကွာဖေဖေတို့စကားကိုနားထောင်ပါကွာဖေဖေတို့နဲ့ပြန်လိုက်ခဲ့လားရှင်းလိုက်နိုင်ပြန်ပြီလားဗျာဘသူပြောလဲဘာလို့လိုက်တော့ရှင်းနေရလဲနေရော့ကလည်းရားပြန်ပြီကွာရှင်းကမှယူကြောင်ဆောင်နေနဲ့နော်လိုက်လာတော့ရားလိုက်တာရှင်ပြောလိခဲနေပါလားဘာလို့လိုက်နေရလဲဗျာမလိုက်ပါဘူးရေးရရားပြန်ပြီကွာတယ်လီကိုတို့လမ်းမခွဲခင်လေးမှာခဏလောက်တော့ဖတ်ထားပါရစေကွာလာကိုနောက်ကနေဖတ်ထားမယ်နော်ကိုင်ရပင်ကိုကြည့်နေရင်တန်ရာတွေကိုရေတွက်လိုက်ပါကလေးရဲ့ကိုစီစိတ်ကူးထဲမှာဒီလွမ်းတွေကိုဘယ်လိုရင်ဆိုင်ရမှာလဲဟုတ်တယ်မန်နေမြောက်နဲ့တူသွားပြီဟုတ်တယ်တော်လိုက်တာကွာငါတော့မင်းလောက်မြောက်နဲ့မတူဘူးအမလေးယောဂလေးသူများမြောက်ပေးလို့တစ်ခါစောကြည့်တာအမလေးကနာကိုနဲ့ဘလို့မှမရဘူးခြေတော့ကအရမ်းမလောက်ကြနဲ့နော်တယောက်နဲ့တယောက်ထိခိုက်မိမယ်ဘာလောက်တာလဲဟိုကောင်ဘာလောက်တာလဲဟိုကောင်တည်းကမ်းမဲ့နေရပြမယ်
ဟက်ကောင်လေးငါတရားလုံးရှိတဲ့မျိုးရံဖြစ်လို့မရအောင်နော်အေးဆေးကစားကြမယ်ဟေးဟိုကတိုင်ဖွဲတွေအချိန်မှတ်ထားအောင်နော်ရပြီအဲ့နားလေးမှာဘောလုံးတည်ပြီးကန်တော့နောက်ဆုတ်ဟိုကောင်နောက်ဆုတ်ဆန်နေအောင်နောက်ဆုတ်ရပြီဟဲ့ကောင်နင်ကလည်းတောက်ကြည့်ရုပ်ပြီးတော့သူများခွေးကြည့်ရထိအောင်မကန်နဲ့နော်ငါတရားလုံးရှိရဒီမှာကြည့်နေမှာရပြီကန်တော့ဝင်သွားပြီဒိုင်လူကြီးအေးဒိုင်လူကြီးပန်းရောင်လေးနဲ့ဒိုင်လူကြီးကိုချစ်တယ်ငါနောက်နေတယ်ဒီမှာလုံးနေဟုတ်တယ်ကန်လိုက်တော့ကိုဘီဒါပဲကိုဘီနောက်ဆုံးတော့ကိုဘီကိုနာမီငါတို့နာမီကိုလာကြည့်ပြေးသွားပြီကိုမိုက်တယ်ကိုရှင်းလိုက်နိုင်ပြီနော်ဗျာဘသူ့ပြောရလဲဘာလို့လိုက်တော့ရှင်းနေရလဲဟာနေရော့ကလည်းရားပြန်ပြီကွာရှင်းကမှယူကြောင်ဆောင်နေနေနော်လိုက်လာနေရားလိုက်တာဟာရှင်းပြောလိခဲနေပါလားဘာလို့လိုက်နေရလဲဗျာမလိုက်ပါဘူးဟာရေးရရားပြန်ပြီမဟုတ်စိတ်မွေးနေလှလဲမလားလှနေပူပါလားအပေါ်ကစပင်ကလည်းခလေခွဲတာသေးမရှိရဲ့အမွေးကိုအောက်ကမုတ်စိတ်နဲ့အပေါ်ကခလေခွဲနေအမှကြည့်တယ်မွေးငါခွဲတာဘာဖြစ်လဲရုပ်ဆိုးလိုက်တယ်ကွာကြည့်ရတာသူများကပြောတာနေရုပ်ကတော့တော်တော်လှနေဆိုတော့ငါရုပ်ကမင်းရုပ်ထက်အများကြီးတာတယ်ရအဲ့ဒါဆိုရုပ်ချောပြိုင်မလားမင်းနဲ့ကလည်းဘသူပူချောပြိုင်မလားဟမ်ရအဲ့ဆိုငါမှဆော်ရှိတယ်မင်းမှဆော်ရှိတာဘာဖြစ်သူများတော့ဒီလိုရရလဲငါတို့မှငါမြင့်ကောင်းကောင်းသွားယူခိုင်းတာလေငါတို့မှတလုံးမြနှလုံးမင်းယူလာခဲ့ဘာဖြစ်လို့လဲလီးပဲမင်းအဲ့လိုသွားယူမြရငါတို့မကောင်းလေအဲ့လိုကြတော့မင်းကလည်းအတီကွာငါလုံးမာတာဘာဖြစ်လဲကွာငါလုံးမာတာအိုင်နုခန်းကြတော့ငါလုံးမာတာသုံးလုံးသွားယူခိုင်းငါလုံးမာတာငါယူလာတော့အကုန်ချပလိုက်လီးပဲအဲ့ဟာကမဟုတ်ဘူးလေငါလို့အဒီငါတော့ယူခိုင်းတဲ့ဟာကအိုင်နုခန်းနဲ့မတူဘူးလေငါအကောင်းစားယူခိုင်းတာငါရှိတဲ့ဟိုဟာတော့ယူခိုင်းတာလီမင်းငါလို့တပလူရတဲ့ဟိုယူอ่ะဘယ်ဟောက်မလဲကွာငါလို့အဲ့ဟာကောင်းကောင်းစဉ်းစားစမ်းပါအဒီငါလို့ငါလုံးမသားလီပဲမင်းလိုမျိုးငါလို့စောက်ကောင်စောက်ပုံမလောင်းငါလုံးမနတ်စလီမှာမတွားရဲပဲငါတယောက်ပဲတွားလီပဲငါကြတော့မချရအောင်မင်းကပါကောင်းလဲလီပဲမင်းစပတ်ဟောင်းမင်းအဲ့လိုငါမဆဲနဲ့လေကွာငါလုံးမတာအဒီဘာဖြစ်လဲကွာအတီမင်းဘလို့မတင်လို့မရအောင်ငါလုံးမတာမင်းတော်ပြက်စီးနေပြီအတီဒါဆိုတော်ပြီကွာငါလုံးမတာမင်းနောက်တစ်ခါဘယ်တော့မှမယူပေးရအောင်ငါလုံးမငါတယောက်တည်းတော့ချမယ်လီးပဲမင်းစပတ်ငါသွားမယ်ကွာဟဲ့ငါလုံးမင်းနဲ့လုံးဝအတူတူမချကွာငါလုံးမငါအကောင်းစားတော့ယူမယ်ကွာ哈哈